2026 ဘုဒ္ဓဝင်းနေ့ရင်းပြည်နယ်ညောင်ရီမြို့တောက်ပူဖာတော်ရအတွင်းမှာတောင်ကတောင်ကရင်းနေတော့ပြီးလို့ရှိရင်ပေးပြီးတော့အာဇီတန်ဆက်ကလူတန်းချင်းနဲ့တခြားသောဩဇနာဆောင်အကူဝါစုတင်ကအလူဆောင်းတန်းအလူဆွမ်းအလူပန်းအလူစသဖြင့်နေစဉ်နေတဲ့လူတန်းနေတဲ့လူတွေအများကြီးပဲဒီလူပွဲမှာဦးဇင်းတို့အနုမောဒနာတရားအနေနဲ့ပေါ့ဒီချိန်နဲ့သိချီအဲဒီတော့ဦးဇင်းတောင်းတာရေးစံတော့ကတော့မေတ္တာသုံးလုံးနာလေးကအာရကလာဟောတဲ့ဒီကနေ့လည်းမေတ္တာသုံးရဲ့ရှေ့ပိုင်းလေးကအကြောင်းကိုအနည်းငယ်ပြောကြရအောင်အကြောင်းလဲဆိုတော့မေတ္တာသုံးကိုလူတိုင်းရုပ်ခတ်ကြများပါတယ်ဒီနေ့တစ်ချိန်သုံးဖို့သက်စိအဋ္ဌာန်စသဖြင့်ရွတ်ကြရွတ်တဲ့အခါမှာမေတ္တာသုံးပါယတ္တာနုဘာဝတောယတ္တာနေဝတတ္တိတိပိတနံယင်းဤစေဝနုယောဇံတော်ရတ္တိတိဝမတ္တန်တိတော်ဒါပထမဆုံးကဒါမေတ္တာသုံးရဲ့အစစ်တော်မဟုတ်သေးဘူးမိတန်းပေါ့ဒီမေတ္တာသုံးကိုရွတ်ရင်ပိတနံဆိုတာကြောက်ွယ်ကြောက်เสียအာယုန်ကြီးမမြင်ရဘူးမတွေ့ရဘူးလို့ပြောနော်ရတ္တိတိဝမတ္တန်တိတော်တဲ့အဲ့မှာအတ္တန်တိတော်ဘယ်လိုလဲဘယ်လိုရွတ်ရမလဲမပြင်းမကြီးရွတ်ပါလားလို့ပြောရတ္တိတိဝဆိုတာကနေ့ပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်ရွတ်ပေးပါဒီလိုတိုက်တွန်းထားနော်အဲ့ဒီအနေဒီဘက်ကျတော့ဒုက္ခံဒုပတိသောဒောသပါပံကိဉ္စိနာပတ္တိတဲ့ဒုက္ခဆိုတာရှမ်းသာတာဒုပတိအိပ်ပြောတာပေါ့ဒုက္ခံဒုပတိသောဒောသပါပံကိဉ္စိနာပတ္တိရှမ်းသာတာအိပ်ရမေတ္တာတော်ကိုယူပြီးတော့အိပ်တဲ့ပုဂ္ဂိုလ်နေ့စဉ်ပွားများနေတဲ့ပုဂ္ဂိုလ်တချို့တွေကအသက်ကြီးလို့ပဲဖြစ်ဖြစ်ယောဂကြောင့်ပဲဖြစ်ဖြစ်အိပ်မပြောတဲ့ပြဿနာတွေဖြစ်တယ်ဦးဇင်းတို့ရန်ကုန်မှာတပားကြုံမှုတွေဒီရဏတပားဟာတနည်းကို2 နာရီတောင်အိပ်လို့မရဘူးတဲ့တနည်းသူ့အတွက်1 နာရီ2 နာရီလောက်အိပ်ပြောတဲ့နေ့ဟာသူ့အတွက်အရန်ကိုရှမ်းပါဟုတ်လားဒါအိပ်မပြောခြင်းဟာလည်းပဲပြဿနာတစ်ခုတချို့ကအိပ်လို့တော့ပြောတယ်လန့်လို့ရတယ်အိမ်မက်ထဲမှာမကောင်းတဲ့အာယုန်ကြီးမြင်မှတ်ရဒါဆိုရင်ဘာလုပ်မလဲအိမ်မပြောဘူးကောင်းကောင်းမအိပ်ရဘူးဆိုရင်မေတ္တာရုပ်ပါမေတ္တာတော့ကိုရုပ်ပါပူဇော်ပါမေတ္တာပွားပါဧဝမာတိဘုနုပေတံအစာရှိပြီပေါ်လေမေတ္တာအကျိုးက7 မျိုးရှိတယ်ချမ်းသာအိမ်တို့အိမ်မက်ဆိုပြည့်ရှင်းရှင်းလူနတ်နတ်ဆောင်တက်ရဲ့လက်နက်မိစိတ်ကိစိတ်မနိသေတိမတွေဝေဗြဟ္မတိလာ7 ပါးကျိုးများမေတ္တာရှင်အဲ့ဒီအကျိုး7 မျိုးရလူကလည်းဖြစ်တဲ့နတ်ကချမ်းသာအိမ်လို့ချမ်းသာအိမ်ရတယ်ချမ်းသာလို့ရအိမ်မက်ဆိုကင်းမကောင်းတဲ့အိမ်မက်တွေမမြင်မှဘူးလေရှင်းရှင်းလူနဲ့မေတ္တာကိုပွားများနေတဲ့ပုဂ္ဂိုလ်ဟာနတ်တွေကလည်းရှင်းတယ်လူတွေကလည်းပဲရှင်းတယ်အယံကြီးအလှပြင်စရာမလိုပဲနဲ့လေမျက်နှာအကြည်လင်ပြီးတော့လှပါနော်ချမ်းသာအိမ်တို့အိမ်မက်ဆိုကင်းရှင်းရှင်းလူနဲ့နတ်ဆောင်တက်လေလက်နဲ့မိစိတ်ပြေးစိတ်မနီးဟလားလက်နဲ့ဘေးတွေကပြင်းဝေးတယ်ကိုယ့်ကိုအစိတ်ခတ်လို့လောက်ကျန်တဲ့ဘေးတွေကလည်းပြင်းဝေးနေအဲ့ဒါကတော့7 မျိုးရှိတယ်လို့ပဲဒီလိုပဲပြောချင်တာကအဲ့ဒီပါတာမဟုတ်ဘူးအောက်ကဧဝမာတိဘုနုပေတံပြိတံတပ္ပနာမဟိဆိုတာကတော့မေတ္တာတော်ကိုရုပ်ကိုတိုက်တွန်းတာရွတ်ကြစို့တဲ့ခေလို့ပြောမယ်ဆိုစောဩတာအောက်ကကရဏီယမတ္တကုသလေနယန္တတန္တပတံပိတမေသတာကောဥစုစသူဥစုစသူအဇောသတ္တမုဒ္ဒအနာတိမာနိတဲ့နိဗ္ဗာန်ကိုလိုလားတဲ့ပုဂ္ဂိုလ်မတ္တကုသလဆိုအတ္တကုသလကိုယ့်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ဟာကရဏီယပြုတဲ့ပြုလိုက်တဲ့အကြောင်းတရားတွေရှိတယ်။ဘာအကြောင်းတရားတွေလဲဆိုရင်သီလသမာဓိပညာပြည့်စုံအောင်ကြိုးစားရတယ်။သီလဆိုတာက5 ပါးသီလဆိုတာလူတွေနဲ့ပတ်သက်ရင်5 ပါးသီလကျင့်ဝတ်ကိုမြဲရတယ်။သီလလို့ပြောရင်ပြိဿလူတွေကနည်းနည်းလေးကြောက်ရွံ့အဲ့ဒါကိုကိုကျင့်တရားလို့ပြောရင်အလုံးနဲ့သက်ဆိုင်ပါကိုကျင့်တရားတွေကိုစောင့်ပေးရတယ်အပါ
ယဟန်နေကြတော့မြတ်စွာဘုရားပြည့်ညတ်တဲ့သီလတွေဆောင်သိရဒါရဏီယမတ္တာကုတလိမှာကိုယ့်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့ဟလားစီးပွားတရားတွေတိုးတက်ရှင်တဲ့လုပ်ငန်းကိုင်ငန်းတွေအောင်မြင်ခြင်းနဲ့ဆိုရင်တော့တဲ့အောက်မှာပါတယ်တတ်ကောဥစုစသူဥစုစသူဝဇောသတ္တမုဒ္ဒအနာတိမာနိတတ်ကောစွမ်းနိုင်ရလုံနိုင်တိုင်းရကိုယ့်ရဲ့တိုင်းတာကိုသိရတတ်ကောဆိုတာစွမ်းနိုင်ရကိုလုံးနေတဲ့အလုပ်ကိုမစွမ်းဆောင်နိုင်တဲ့လုပ်နေတဲ့အယုံသုံးပါးဖြစ်တယ်နော်တရားကိုတရားဘာဝနာကျင့်ကြံပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေကစွမ်းနိုင်တဲ့အရွယ်အစားဖြစ်ရတယ်။ကိုကြီးဥမာခါအကုန်တရားသိနိုင်တဲ့အချိန်မှဆိုတရားအားထုတ်လို့အဆင်မပြေဘူး။အဲလောကအနေနဲ့ပြောရင်အသက်ကြီးမှစီးပွားဖြစ်ထွန်းရတာလည်းပဲအဆင်မပြေဘူးပေါ့။ဒါကိုတတ်ပေါ်တယ်။ဥစုဆိုတာကဖြောင်းမှရမယ်လား။သူဥစုစားဆိုသူဥစုစားဆိုတာကအလုံးဖြောင်းမှရ။ဘုနာကဥစုကဖြောင်းမှသူစုစုသူဟုစုစားအလုံးဖြောင်းမှရမယ်။ဖြောင်းမှတာနဲ့အလုံးဖြောင်းမှတာဘယ်လိုပါနေလဲ။ဖြောင်းမှရမယ်အလုံးဖြောင်းမှရ။ဥစုဖြောင်းမှတယ်ဆိုတာကတော့ကာယကံအားဖြင့်ဖြောင်းမှတာကိုယ်အားဖြင့်ကိုယ်ခန္ဓာအားဖြင့်မကောင်းမှုမကြံစည်ရဘူး။သူစုစားဆိုတာကတော့ဝစီကံမနောကံအားဖြင့်လည်းဖြောင်းမှရ။သူကဖြောင်းမှတာနဲ့ရိုးသားရမယ်လို့ပြောတာ။ရိုးသားတာနဲ့ရိုးအားတာလည်းတော့မတူဘူး။ရိုးအားတာကရိုးအားရိုးသားတာဆိုတာကကိစ္စလုံးနဲ့ပြောရင်တော့တဦးနဲ့တဦးဟိုမိတ်ဖတ်တွေမိတ်ပြတ်စေနဲ့ကလေးတွေချင်းမလုံးနဲ့လို့ပြောတာ။ဥစုနဲ့သူဥစုဆိုတာတဦးနဲ့တဦးကလေးတွေချင်းမလုံးနဲ့ဖြတ်မစားနဲ့ရိတ်စားနဲ့ဒါကိုဆိုလိုရင်းဖြစ်တယ်သူဥစုဒါကိုဆရာတော်တပါးကဘယ်လိုရှင်းပြလဲဆိုဥစုချမှတ်တဲ့ဥစုစာအလုံးချမှတ်တဲ့ဆိုတာကဦးဇင်းတို့သာသနာဘုရား2500နဲ့90မြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့လောက်2500လောက်ပြီးဖို့မှာတိတ်တာလို့အမည်ရှိတဲ့သဘုံတယောက်ကနေပြီးတော့သဘုံထားကြွတယ်ပေါ့လေတိုင်းပြည်ပြည့်စည်တော့ရှင်ပြင်းနေတဲ့မိမိရာတွေအားလုံးမှာမူကြီးမှုရမူကြီးမရတွေဖတ်ပြီးရတယ်ဖတ်ပြီးတော့ရှင်ပြင်းမိရာကလည်းသူရောက်ရပေါက်ရကိုဖတ်ပြီးရတော့တောတောင်လေးကိုဖတ်ပြီးတော့လမ်းမေးတဲ့နေရာရဲ့ရှုံလဲမှာပုံနေအဲ့ဒီအချိန်မှာကိုရင်လေးတစ်ပါးကလည်းပဲဆုံးနိုင်ကြအကြောင်းကိစ္စနဲ့သူလည်းပြည်တဲ့ဘာဟိုင်ပါမှာပေါ့ပြင်းသွားရင်လည်းဖြစ်မှာဖြစ်တော့အဲ့ဒီလမ်းမှာသွားရင်းနဲ့ကိုရင်လေးကကျင်ငယ်ဆုံးတယ်ဒီပေါက်ရှင်ဒါနဲ့သူကကျင်ငယ်ဆုံးနေတာကိုချက်ချင်းမဆုံးဘူးတဲ့ဘေးဝဲရလူသူများရှိမလားဆိုပြီးတော့အာရုံစူးစိုက်ပြီးလေးပတ်လေးနဲ့6ကြည့်တယ်ကြည့်တော့ရှင်မီဒီယာကြီးကလည်းပဲမြင်တော့ကိုရင်လေးကလည်းအဲ့ဒီမှာလူသူမှမရှိမှသူတင်မှလေးလာပြီးတော့ကျင်နေဆော့ဒါကိုမီဒီယာကအတွေးဝင်ကိုရင်လေးနဲ့တော်ကြီးနဲ့တဲ့မှာဘယ်သူမှမရှိနိုင်တာကြီးကိုဘေးဝဲရကိုကြည်သေးတယ်အဲ့ဒါကိုသူကအဲ့ဒီကိုရင်လေးကိုကြည်ညိုသွားတယ်တကယ်လို့များဘာတိုင်းပြည်ကိုပြန်ရအောင်လို့ဒီကိုရင်လေးကိုတွေ့အောင်ရှာပေါ့လေတွေ့အောင်ရှာပြီးတော့မှကိုယ်ွယ်မယ်လို့သူစိတ်ထဲမှာဆွဲမှတ်ထားတယ်ဒီနေရာမှာပြောချင်တာဥစုချမှတ်တာသူဥစုစာအလွန်ချမှတ်တယ်ဆိုတာဘယ်လိုလဲဆိုတာဒါကိုပြောတယ်ဟလားကိုယ်ရမှာတောင်မှသူ့ရဲ့စိတ်ကိုလက်လွတ်စမယ်ဘယ်လိုဘူးပေါ့ဒါကိုပြောချင်ဥစုကတော့တာမန်လေးချမှတ်တယ်သူဥစုစာကအလွန်ချမှတ်တယ်ဟလားမကောင်းမှုကိုလူွယ်ရမှာလည်းဘယ်သူမှမရှိပါဘူးကွာဆိုတဲ့စိတ်နဲ့သူမလုပ်ဘူးတဲ့ဒါကိုပြောချင်တယ်နော်တာကောဥစုစာသူဥစုစာနောက်တစ်ခုကသူဝဆောတဲ့သူဝဆောဆိုတာကပြောဆိုဆုံးမတဲ့အခါမှာလွယ်ကူတာလားတခုနဲ့တခုအကြံပေးရင်လက်ခံတာသူဝဆောတချို့တွေကအကြံပေးရင်လက်ခံတယ်ဒါနဲ့ပတ်သက်လို့အကြံဆိုတာဆင်းရဲတာဆန်းတာမရှိဘူးတဲ့သူ့ကြံကိုကြံလည်းရှိသို့တော့အရင်ကြီးမပြုနိုင်တာပဲရှိတယ်တခါတည်းမှာဆင်းရဲတာအကြံလည်းအောင်မြင်နိုင်တယ်လားအတိတ်တရားကိုသူကအကြံပေးလို့အောင်မြင်သွားတဲ့ပေါ့တာရကတွေလည်းရှိတယ်သူကစပြောဆိုဆုံးမတဲ့အခါမှာလွယ်ကူတာဆရာနဲ့တတိပြောဆိုရတဲ့အခါမှာကိုယ့်ရဲ့တတိသားက
ပြောဆိုရတာလွယ်ကူတယ်ဆုံးမရတာလွယ်ကူတယ်ဆိုရင်အဲ့ဒီတတိဟာအစိတ်တိုင်းရောရှမ်းတာပေါ့လေရှမ်းတာဘာကြောင့်လဲငါရဲ့တမန်ငါရဲ့စကားကိုမြေဝဲကြလိုက်နာတယ်ကျင့်တော့လေဒီလိုပြောတယ်စာပေနေတဲ့ကလေးလေးတယောက်လာလေဆရာဆရာမကဆုံးမတဲ့အခါမှာဆုံးမတဲ့အတိုင်းလိုက်နာတယ်ခိုင်းတဲ့အတိုင်းလုပ်တယ်ဆိုအဲ့ဒီကလေးကပညာရေးအောင်မြင်ဒါကိုသူ့အစားနောက်တစ်ခုကမှုတူတယ်ဟလားနုညံ့ရမယ်တဲ့မေတ္တာတရားပွားများအားထုတ်တဲ့ပုဂ္ဂိုလ်ကဒီမှုတူနုညံ့ရနုညံ့ရမယ်ဆိုတဲ့စကားကမေတ္တာတရားတော့မဟုတ်ပါဘူးလောကဆက်ဆံရေးမှာလည်းပဲပြည့်ရမယ်နော်အပြောဆိုပြည့်ရမယ်နုညံ့ရမယ်တိမ်မွေ့ရမယ်ဒီလိုဆိုလို့ရဖြစ်စီဝါရီလာလုပ်နေတဲ့ပါဇက်ကသူဈေးဝယ်လာတဲ့လူကြမ်းကြမ်းတမ်းဆက်ဆံသူတရားမဟုတ်နောက်တရားလည်းမလာတော့ဒီသဘောကိုပြောတာနော်မူတူနုညံ့ရမယ်နောက်တစ်ခုကအနာတိမာနီမလိုလားအပ်တဲ့မာနတွေမထားပါနဲ့မာနလုံးဝကျင်းစင်ရမယ်ဒီလိုပြောတာမဟုတ်ဘူးကိုယ့်ဘဝတိုးတက်ဖို့အတွက်တိုးတက်ကြောင်းမာနတော့ဖားလို့ထားတာဟလာသူကအောင်မြင်တယ်သူ့ကိုမနာလို့တဲ့စိတ်နဲ့တော့မဟုတ်သူ့လိုပဲငါဖြစ်ရမယ်အဲ့ဒီမာနထားဟောတရားသမားကျင့်ကြံပေါင်းများအားထုတ်တယ်သူတရားတွေကြိုးစားထိုင်တယ်ကိုလည်းပဲသူ့လိုကြိုးစားထိုင်တယ်ဒီမာနထားဒီလာကိုအနာတိမာနီဒီလိုပြောတာအကြောင်းရင်းကအောက်ကခါရာတွေကဆက်မယ်ဆိုရင်မေတ္တာတော့ကိုရုပ်ပွားမဲ့ပုဂ္ဂိုလ်ကအကြောင်းရင်းအရှိကဆန္ဒချက်ရှိတယ်အောက်ကအကြောင်းရင်းကတော့တန်တော်တော်ကသူပရောစာအရိယာတွေနာစာခုတ်တာမာစရိကိစီဒီနာဝိနုပရိဥပဝရေယောနာစာခုတ်တာမာစရိကိစီဒီနာဝိနုပရိဥပဝရေယောကအနည်းဆုံးလိုက်တော့ဘာပြောလဲဆိုမကောင်းမှုကိုတဲ့တိတိမောမောလေးအစာမလုပ်ပါနဲ့ဟလားမကောင်းမှုကိုအသေးအမလေးအစာမလုပ်နဲ့တိတိလေးပါလဲဆိုပြီးလုပ်ရင်လူကြီးလူမတွေကကဲ့ရဲ့တဲ့သူတော်ကောင်းတွေကကဲ့ရဲ့ခံရမယ်အလုံးမျိုးကိုမလုပ်ပါနဲ့အဲ့ဒီလိုပါအဲ့ဒီရဲ့နောက်မှာသူခေတော်ကခေမီတော်ဘုံသူသမ္မာတ္တဘုံသူခိတ္တတာ